ဒါကတော့လမ်းနဲ့ဟာကြွားနေလိုက်တာဒါကိုအဆုံးသတ်ဖို့အချိန်တန်ပြီငါတို့စကားပြောလို့ရမလားကောင်းပြီမင်းနိုင်ပါတယ်ငါတို့သာပူပေါင်းရင်ဘယ်သူမှတားလို့မရဘူးငါတို့လူချင်းနာမတမရယူနိုင်မှာပါမင်းတိတာတမအရာအလုံးကအဆုံးသက်သွားပြီအဲ့ဒါဘာလို့ဆိုလိုတာလဲနေဦးငါပြောတာနေဦးလို့စွန့်ရင်ဒီကသူ့စီကနေစီးဆင်းသွားတာဒါပေမဲ့အဲ့ဒါသူ့လည်းပြန်လာပုပြစီကနေလာတာတို့တာသူ့ကိုအဲ့ဒီပုပြနှုတ်ခွဲထုတ်နိုင်သူ့ရဲ့စွမ်းအားတွေကိုအပြီးအတိုင်းဖျက်တောက်နိုင်မှာပါမင်းဘာလို့ငါတို့ရဲ့ကဘာကျူကိုဖျက်ဆီးနေတာလဲငါကဖျက်ဆီးတဲ့သူမဟုတ်ပါဘူးမိဘီမင်းတာအမှန်တကယ်လူချင်းဖျက်ဆီးသူကိုတားလို့ရလားဖျက်ဆီးသူကိုဒီကိုခေါ်ဆောင်လာတာငါမဟုတ်ဘူးအဲ့ဒါအရှက်ပြမိပြတိုက်ပဲအရှက်ပြမိပြတိုက်ဆိုတာဘာလဲငါရဲ့စွမ်းအားတွေကိုမိပြခံရဖို့မင်းရဲ့ဘုတ်ပြလားမင်းတို့မှကြန့်ရှိနေသေးတဲ့နောက်ဆုံးနိုင်အနည်းငယ်ကိုပျော်ပျော်ရှိရှိဖျက်ဆီးလိုက်ပါဘာလို့လဲဆိုတော့သူဒီကိုရောက်ခဲ့နေပြီမို့လို့ပဲမင်းရဲ့စစ်တမန်ကမင်းကိုဆင့်ခေါ်နေတယ်နောက်ထပ်ကဘာတစ်ခုကစောင့်ကြိုနေတယ်အမေဆိုဘစ်တလိုက်စာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်